ကျွန်တော်ကလူတွေလို့ဖြစ်လာပြီဆိုရင်အကုန်လုံးအခက်အခဲနဲ့ကြုံတွေ့ရတာကြီးပဲအချို့ကလည်းနည်းနည်းအချို့ကလည်းများများဒီလိုမကြုံခင်ကျွန်တော်ငယ်တော့ဆိုရင်အားလုံးကညီမချက်တွေမျောလေးချက်တွေဖြစ်နေကြီးလိုက်ရင်တော့ငါတော့ဆရာဝန်ကြီးလုပ်မယ်အင်ဂျင်နီယာကြီးလုပ်မယ်စီးပွားရေးလုပ်ငန်းကြီးတွေထောင်မယ်နေပေါ့ဒါပေမဲ့ကြီးလာလေကျွန်တော်တို့ရဲ့ဘဝကြီးကအဲ့လောက်ကြီးရိုးရှင်းမနေဘူးဆိုတာပါပဲအဲ့ခါမှာကျွန်တော်တို့ကတယောက်နဲ့တယောက်ခံနိုင်ရှိမှုရှိရှိနဲ့မတူကြအောင်အချို့ကလည်းအခက်အခဲတွေကိုအဆင်ပြေပြေနဲ့ရင်ဆိုင်နိုင်ကြတယ်အချို့ကလည်းအရှုံးပေးလိုက်ကြတယ်အချို့ကလည်းအဆင်ပြေသူတို့နဲ့ခံနိုင်ရှိသူတို့နဲ့ဆက်ပြီးတော့သွားနေကြတယ်ဒါပေမဲ့အဲ့ဒီအချိန်တွေကလည်းကျွန်တော်တို့ပိုဆိုးသွားစေတာကကျွန်တော်တို့ရဲ့အခက်အခဲတွေထွက်ပြေးဖို့ကြိုးစားတဲ့အချိန်ပဲကျွန်တော်တို့ရဲ့ anxiety fear တွေကိုခဏလောက်တော့မိထားခြင်းနဲ့လည်းကျွန်တော်တို့တွေက club တွေသွားမယ်အရက်တွေတောင်းမယ်စီးသုံးမယ်အစားတွေကိုလုံခြုံစားမယ်အဲ့ရတဲ့မှာတစ်ချိန်လုံးအိတ်နေမယ်စသဖြင့်ပေါ့ကျွန်တော်တို့ရဲ့ခံစားချက်တွေကိုအဲ့လိုမျိုးဖုံးပြီးဖို့ကြိုးစားကြတယ်ဘလောက်ပဲဖုံးပြီးဖို့ကြိုးစားကြတယ်နောက်ဆုံးကျွန်တော်တို့ reality ကိုရင်ဆိုင်ရပြီလေဒီလိုမျိုးတွေဖြစ်လာတယ်ဆိုတာကျွန်တော်တို့မှာတော့မဟုတ်ဘူးအနည်းဆုံးတော့ကျွန်တော်တို့ကြိုးစားခဲ့ကြသေးတာပဲလေအဓိကကဒီလိုမျိုးအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ရမလဲဘယ်လိုစိတ်ထားမလဲဆိုတာဘယ်သူမှသင်ပေးခဲ့ကြတာမဟုတ်ဘူး။ကျောင်းမှလည်းမသင်ပေးခဲ့ဘူး။တက္ကသိုလ်မှလည်းမသင်ပေးခဲ့ဘူး။အကုန်လုံးကအစင်ပြီးလို့ကြံဖန်ပြီးနေကြတာပဲ။ဘဝမှာအခက်အခဲဆိုတာရှိမှာပဲ။စိတ်ငြိမ်ရင်လည်းပြီးတော့မှမဟုတ်တာ။အဲ့လိုမျိုးကြားဖို့မှထင်တယ်။မိဘတွေစီကတစ်မျိုးကြားဖို့မယ်။ဆွေမျိုးတွေစီကတစ်မျိုးကြားဖို့မယ်။တကယ်တည်းစီကကြားဖို့လိမ့်မယ်။ကျွန်တော်တို့တက်ချမ်းနေ motivation speaker တွေဆိုတဲ့အိမ်မက်တွေကြီးကြီးမတ်ပါအခက်အခဲတွေဆိုတာရှိမှာပဲမကြောက်နဲ့ဆက်သွားဆိုပြီးတော့ပေါ့။ဒါပေမဲ့ဒါတွေကဒီလိုမျိုးပြောတာမှားလားဆိုလို့လေမှားတော့မမှားဘူးဒါပေမဲ့အဲ့ဒီတည်းမှာကျွန်တော်တို့ဘယ်လိုအခက်အခဲတွေရှင်းဆိုင်မလဲဘယ်လိုကြော်ဖြတ်မလဲဘယ်လိုစိတ်ထားမလဲဆိုတာသင်ပြတာဘူးမှမပေါ့အခုကျွန်တော်ပြောပြပေးမယ့်စာအုပ်လေးကကျွန်တော်တို့အခက်အခဲတွေဘယ်လိုရင်ဆိုင်ရမလဲဘယ်လိုစိတ်ထားမလဲပြောပြပေးတဲ့စာအုပ်လေးဒီစာအုပ်ကချမ်းသာကြီးပွားတိုးတက်ရေးအကြောင်းရေးထားတဲ့စာအုပ်တော့မဟုတ်ပေမဲ့အခက်အခဲတွေကိုရင်ဆိုင်နိုင်သွားပြီဆိုရင်တော့ကျွန်တော်တို့အောင်မြင်ဖို့လမ်းကြောင်းပေါ်ရောက်လာပြီလို့တော့ကျွန်တော်တို့ထင်တယ်ဒီစာအုပ်ကိုရေးခဲ့တဲ့သူကဒေါက်တာဒေးဗစ်အာဟော့ကင်သူက American Psychiatrist တယောက်စာရေးဆရာ spiritual ဘိုင်းနဲ့ပတ်သက်ပြီးတော့လည်း guide လုပ်ပေးတဲ့သူတယောက်သူ့ကိုလူသိများစေရဲဆိုတဲ့အချက်က map of consciousness ဆိုတဲ့ theory ပဲဒီ theory ကလူတွေရဲ့စိတ်ကအစဉ်ဆက်ခုနှစ်ဆင်းနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးကိုကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်လူမှုအတိုင်းအဝိုင်းကိုပတ်သက်ဆက်နွယ်ရတဲ့လူတွေနဲ့ပေါ်မှုတည်ပြီးတော့ကိုယ့်ရဲ့စိတ်အခြေအနေ state ကပြောင်းလဲနေတယ်လို့ပြောထားတယ်အဲ့ဒီအစဉ်ဆက်ခုနှစ်ဆင်းကတော့ shame guilt apathy grief fear desire anger pride courage neutrality willingness acceptance reason love joy peace alignment ဆိုပြီး19ဆင့်ရှိတယ်အပေါ်ဆုံးဆင့်ဖြစ်တဲ့ alignment ဆင့်အောင်ကျွန်တော်တို့တာမန်လူတွေမရောက်နိုင်တဲ့မဆင့်ပေါ့ကျွန်တော်တို့ကကိုမွေးဖွားခြင်းမင်းညာမိသားစုအတိုင်းဝိုင်းပုံမူတည်ပြီးကျွန်တော်တို့ရဲ့စိတ်အခြေအနေကအဲ့ဒီအဆင့်19ဆင့်တဲကအဆင့်တစ်ခုခုမှာပါဝင်နေတဲ့ဆိုတဲ့သဘောပဲ courage ရဲ့အောက်ပိုင်းကိုရောက်နေပြီဆိုရင် negative emotion နဲ့ရောက်နေပြီလို့ပြောလို့ရပြီ courage ရဲ့အောက်ပိုင်းကိုရောက်နေလေကျွန်တော်တို့ကစိတ်ပူမျိုးစုတွေပိုများလာပြီးတော့အပြတ်သဘောဆောင်တဲ့အဖြစ်အပျက်တွေအတွေ့အကြုံတွေရောပိုပြီးတွေးကြုံရနိုင်တယ်ပိုပြီးတော့ခံစားလာရနိုင်တယ်ဒီမျိုး negative emotion နဲ့ရောက်နေပြီဆိုရင်ပထမဦးဆုံးစာအုပ်ထဲမှာပြောထားတာက acknowledging the existence of your small self မြန်မာလိုပြောရရင်တော့လူတိုင်းမှာမကောင်းတဲ့ dark side ရှင်းရှင်းပြောရရင်အငုံစိတ်ပေါ့ဗျာအဲ့လိုမျိုးအငုံစိတ်ကလူတိုင်းမှာရှိတယ်ဆိုတာအရင်ဆုံးလက်ခံဖို့လိုတယ်ဒီလိုမျိုးပြောလို့ချိုးသူတွေကသူတို့အငုံစိတ်ရှိရလို့ပြောလို့ကျွန်တော်တို့ကြံလာတွေ့မှလည်းကြောက်ရသေးတယ်ဥပမာငါလောက်ကမအောင်မြင်တာငါမှဝန်ထမ်းကောင်းတွေမရှိလို့ဘာလို့လုံးမအောင်မြင်တဲ့ခါမှာပတ်ဝန်းကျင်ကိုအပြစ်တင်တာမျိုးကိုယ့်ဘဝကိုစိတ်ကုန်တာမျိုးကိုယ့်ပါနာကိုယ်ထားတော့တာခံစားခဲ့ပူထားတဲ့အတွက်တခြား relationship တွေတွေ့ရင်မူလီတာမပွားပေးနိုင်တာမျိုးစသဖြင့်ပေါ့ဒီလိုမျိုး dark side တွေရှိတယ်ဆိုတော့ကိုယ့်ကိုအရင်ဆုံးယူသားဖို့လက်ခံဖို့လိုတယ်လို့စာအုပ်ထဲမှာပြောထားတယ်ပြဿနာတွေရဲ့အရင်းခံကလည်းအပြင်ရလာတာမဟုတ်ဘူးအတွင်းရလာတာမလို့ပါဘာကြောင့်လဲဆိုတော့လူတွေရဲ့အုံနောက်က positive နဲ့ negative အဖြစ်အပျက်တွေကိုပိုပြီးမှတ်မိအောင်ဖွဲ့စည်းထားတာမလို့ပါအုံနောက်မှာအလွှာ၃လွှာရှိပါတယ်ပထမဆုံးလွှာက neocortex အလဲက limbic brain အောက်ဆုံးက reptilian brain လို့ခေါ်တယ်ကျွန်တော်တို့အပေါ်ဆုံးလွှာဖြစ်တဲ့ neocortex ကကျွန်တော်တို့ logical thinking လုပ်တဲ့အခါမှာသုံးတယ်စာသင်တဲ့အခါမျိုး language အသစ်တစ်ခုသင်တာမျိုးတွက်ချက်မှုလုပ်တာမျိုးစိတ်ကူးယဉ်တာမျိုးဆုံးဖြတ်ဖက်ချတဲ့အခါမျိုးတွေမှာအဓိကသုံးတယ်နောက်တစ်ခုကတော့ limbic brain လို့ခေါ်ပါတယ်သူကတော့ကျွန်တော်တို့ပျော်တယ်စိတ်လှုပ်ရှားတယ်ဝမ်းနည်းတယ်ဒေါသထွက်တယ်စတဲ့ emotion တွေကိုကင်တွယ်တယ်ပြီးတော့အဲ့ဒီ emotion တွေကို memory အနေနဲ့တင်ထားပြီးတော့အဲ့ဒီကောင်းခြင်းဆိုးခြင်းဆိုတဲ့ experience ပေါ်မူတည်ပြီးလှုပ်တယ်မလှုပ်ပြင်ဆုံးဖြတ်တယ်နောက်ဆုံးတစ်ခုက reptilian brain old brain လို့လည်းခေါ်တယ်ပေါ့သူက survival control လုပ်တာကျွန်တော်တို့ကိုယ်တိုင်ထိန်းချုပ်စရာမလိုဘူးပဲအလိုလျောက်လှုပ်ဆောင်တဲ့
သက်ရှူတာတွေနှလုံးခုန်တာတွေ body temperature ထိန်းချုပ်တာတွေကားကိုယ်စီတက်ဝင်လာတယ်အလိုလျောက်ရှောင်တာတွေစတဲ့ survival instinct တွေကိုထိန်းချုပ်ပေးတဲ့အလိုတယောက်တုံ့ပြန်ပြီးတဲ့စနစ်တစ်ခုပဲဒီမှာအဓိကအချဆုံးပြဿနာကောင်ကလည်း reptilian brain ပဲသူ့ရဲ့သဘာဝကအစိုးရမကန်ခြင်းကိုအနိုင်မဲလို့ရှင်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့အမေရဆိုရင်ပြန်ခံပြောတာမျိုးကိုမန်နေဂျာကိုဆိုရင်လှုပ်ထပ်ပြတာမျိုးအဲ့ဒါတွေအကုန်လုံးက reptilian brain ရဲ့လှုပ်တာလူတွေရဲ့အုံနောက်ကဟိုးရင်ကလေးကတရိษံတွေသဘာဝဘေးအန္တရာယ်ဂျားတွေမှာရှင်သန်ဖို့ဆိုရင်အကောင်းမြင်နေစိမ့်နဲ့မြင်နေလို့မရအောင်အဲ့ဒီစားဖြစ်လာနိုင်မယ့်အန္တရာယ်ကိုချိုးတွေးပြီးအမြဲလို့သတိထားပြီးနေရတယ်အားကြောင့်မို့ကျွန်တော်အုံနောက်က negative အဖြစ်အပျက်တွေကိုပို့ပြီးမှတ်မိပြီးတော့ဒါမျိုးထပ်ကြုံလာရင်ကြိုတင်ကာကွယ်ဖို့ထည့်ပေးထားတဲ့ mechanism တခုကျွန်တော်အုံနောက်မှာငကိုတွေကပါနေရဖြစ်တယ်အားကြောင့်မို့ကျွန်တော်တို့ဘဝမှာကောင်းတာတွေအများကြီးကြုံခဲ့ပေမဲ့လည်း positive တဲ့ negative အဖြစ်အပျက်တွေကိုပို့ပြီးတော့မှတ်မိနေတာဒါဆိုကျွန်တော်တို့ဒီလိုမျိုး negative thinking တွေကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းနေရှိလဲကျွန်တော်တို့ဖြည့်ရှင်းပုံဖြည့်ရှင်းနေ၃မျိုးရှိတယ်ပထမဆုံးတစ်မျိုးက repression ဒါမှမဟုတ် suppression ဒုတိယတစ်မျိုးက expression တတိယတစ်မျိုးက escape လို့ခေါ်တယ် repression ဆိုတာကကိုယ့်ရဲ့ပြင်းထန်တဲ့စိတ်ဓာတ်ရာကိုမသိစိတ်ကနေမေ့ပြလိုက်တာပါဥပမာငငယ်ကကိုကအိမ်တော်ကြီးအဆင်ပြေမိဘအတိုင်းဝိုင်းမှာကြီးပြင်းလာခဲ့တဲ့သူစဉ်ကြီးလာတဲ့ခါမှာ relationship ထားဖို့ကြောက်တာမျိုးအိမ်တော်ပြုဖို့ခါမှာတွန့်ဆုတ်နေမိတာမျိုးအလိုလျောက်တွန့်ဆုတ်နေမိတာမျိုးပေါ့အဲ့လိုမျိုးတွေကိုပြောတာပါ suppression ကတော့သိစိတ်ကနေဖယ်ရှားဖို့ကြိုးစားပါဥပမာကိုကအလုံးမှာအဆင်ပြေလို့စိတ်လိုလာရင်ကျွန်တော်တို့အိမ်ရောက်ရင်ရုပ်ရှင်ကြည့်ပြီးတော့စိတ်ဖြေတာမျိုးတချင်းနောက်ထတာမျိုးတွေလုပ်တတ်ပါတယ်အဲ့ဒါက suppression ပါ expression ကတော့ကျွန်တော်တို့ပြဿနာကိုသူများကိုရေးဖွင့်တာပါဒါကတော့မိန်းကလေးတွေအများဆုံးလုပ်ထားရရှိပါတယ် escape ကတော့ကျွန်တော်တို့လက်ရှိခံစားနေတဲ့စိတ်အဆင်မပြေမှုကိုတခုခုနဲ့အစားထိုးဖို့ကြိုးစားတာပါဥပမာကိုယ်စီဘက်ကဘလို့မှရှေ့ဆက်လို့မရတော့တဲ့အခြေအနေမျိုးတွေကိုကအလုပ်ပြုတ်လာတာမျိုးအဲ့လိုမျိုးတွေဆိုရင်ကလပ်သွားမယ်အရက်တွေအရန်တော့မယ်စီးသုံးမယ်စသဖြင့်ကျွန်တော်ကဒီ၃မျိုးနဲ့ကပုံစံတစ်မျိုးမျိုးနဲ့ကိုယ်စိတ်ကိုဖြည့်ဖို့တော့ကြိုးစားခဲ့ဖို့ပဲလို့ထင်တယ်ဒါပေမဲ့ဒီဖြည့်ချင်းတွေကပိုပြီးကောင်းမလားဆိုပြီးပိုဆိုးသွားတယ်ဆိုတော့လည်းအားလုံးနဲ့ကြုံမှာပါနောက်ပြီးတော့ဒီဖြည့်ချင်းတွေကခက်ခဲပြောက်စီပြောက်တယ်လို့ပဲခဏတော့ကောင်းသွားတယ်လို့ရှိမှနောက်ပြီးတော့လည်းပြန်ပေါ်လာတာပဲလေဒီဆောက်ထဲမှာပြောထားတဲ့ဖြည့်ချင်းတွေကတော့ letting go လုပ်ရမယ်လို့ပြောတာပါ letting go လုပ်ရမယ်ဆိုတာကကိုယ်စိတ်ကိုလွတ်ချပေးလိုက်တဲ့ဆိုရဲအဓိပ္ပာယ်ပေါ့ညီမတို့ပြောရရင်ဒါပေမဲ့အဲ့လိုမျိုးပြောရင်လည်းတချို့သူတွေကယူဆလွဲကောင်းလွဲသွားနိုင်တယ်သူပြောတဲ့ letting go လုပ်ရမယ်ကိုယ်စိတ်ကိုလွတ်ချရမယ်ဆိုတာကကိုယ့်ရဲ့ negative emotion ကိုတဲ့တဲ့ရင်ဆိုင်ခိုင်းတဲ့သဘောပါသူပြောတဲ့စာဖက်ကိုကျွန်တော်ကြိုပြပါမယ် letting go in for being aware of a feeling letting it come up staying with it and letting it run its course without wanting to make it different or do anything about it emotion တခုကိုလွတ်ချလိုက်တယ်ဆိုတာကကိုယ့်ရဲ့ emotion တခုကိုသတိမူမိတာအဲ့ဒီ emotion ကသူ့ဟာသူပေါ်လာအောင်လွတ်ထားပြီးတာအဲ့ emotion နဲ့အတူနေပြီးပြောင်းလဲဖို့ဒါမှမဟုတ်တခုခုလုပ်ပြဖို့မကြိုးစားပဲသူ့လိုဆုံးကန်းတိုင်အောင် emotion ကိုလွတ်လပ်စွာစီးစွမ်းခွင့်ပေးလိုက်တာမျိုးပါအဲ့တော့ဦးဆုံးသူပြောတာက aware of your feeling ပါအဲ့ဒါကကိုဘာဖြစ်နေလဲဘာလို့ခံစားနေလဲဆိုတာကိုကိုယ့်ကိုသိနေဖို့ပါစိတ်တုံနေအကြောင်းကြောက်နေအကြောင်းပြီးရင်အဲ့ feeling ကို resist မလုပ်ပဲအတူတူနေဖို့ပါအရေးကြီးဆုံးကအဲ့လိုမျိုးအတူတူနေတဲ့အချိန်မှာအဲ့ကိုယ့်ရဲ့ feeling ကို judge မလုပ်ဖို့အရေးကြီးဆုံးပဲကျွန်တော်တို့ကဘာမှမလုပ်ပဲအဲ့ feeling နဲ့အတူတူနေတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ရဲ့အတွေးထဲမှာဒီကိစ္စကတော့ဘယ်သူကြောင့်ဖြစ်တယ်ဆိုပြီးတော့ judge လုပ်လို့ရှိတယ်ဥပမာဒီ supervisor ကတော့မတရားဘူးဒီသူတော့ငွေချီးပေးလိုက်တာမှာပြီငါမန်နေဂျာကငါ့ကိုဘူးလေမသွားရင်ငါလုပ်ငန်းအခုဒီအဆင်ပြေနေဦးမှာပဲစတဲ့အတွေးတွေနဲ့ကိုယ့်ကိုအတွေးကို judge မလုပ်ဘူးအရေးကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အတွေးတွေကကျွန်တော်တို့ရဲ့ feeling emotion ခံစားချက်ခံနေလာမှာလို့ပါပိုပြီးတွေးလေပိုပြီးဒေါသထွက်လေပိုပြီးဒေါသထွက်လေပိုပြီးတွေးနေနဲ့မပြီးတိုင်းမစီးနိုင်ကျွန်တော်တို့ဒီ negative cycle ကနေဘယ်လို့မှမထွက်နိုင်တော့ပါဘူးအဲ့ဒါကိုရပ်ပစ်ဖို့ဆိုပြီးတခုတည်းသောနည်းလမ်းကကိုယ့်ရဲ့အတွေးတွေကို judge မလုပ်ဘူးပဲဘသူကြောင့်ဖြစ်တယ်ဘယ်ဝါကြောင့်ဖြစ်တယ်ဆိုပြီးတော့လုံးဝမတွေးဘဲနဲ့ judge လုပ်တာကိုရပ်ပစ်ဖို့ပဲကိုအဲ့လိုမျိုး judge မလုပ်ပဲသူ feeling နဲ့အတူတူနေနေရင်ခဏကြာတော့သူပျောက်သွားတယ်ပျောက်ဖို့ကတော့ကိုယ်ခံစားချက်အတိတ်နဲ့ပုံပြလိုက်မယ်တချို့ကတော့7မိနစ်တချို့ကလည်း15မိနစ်ကျွန်တော်ဆိုမိနစ်30လောက်ကြာဘူးလေအရေးကြီးတာကနောက်နေ့တွေမှာဆိုလဲအဲ့ဒီခံစားချက်ကပြန်ပေါ်လာတတ်တယ်အဲ့ခါမျိုးဆိုလဲဒီ process ကိုဆက်ပြီးလှုပ်သွားပေးဖို့ပဲဘာဖြစ်လို့အဲ့လိုမျိုးပေါ်လာလဲဆိုရင်အရှင်းမပြောက်သေးဘဲနဲ့အကျွင်းညံ့နေပြန်ပေါ်လာတဲ့သဘောမျိုးပေါ့အဲ့ခါကျရင်မပြန်ကွာဒီလိုမျိုးဆက်ပြီးလှုပ်သွားပေးဖို့ပဲနောက်ဆုံးကျရင်တော့သူပျောက်သွားလိမ့်မယ်letting go လုပ်တဲ့ mechanism ကဒါပဲလားဆိုတော့ဟုတ်တယ်ဒါပါပဲရှင်းလေးပဲရိုးရှင်းနဲ့တော်တော်လေးလွယ်လို့ပြောလို့ရတယ်ဒီနည်းကပြောရင်ထွေထူးကြီးတော့မဟုတ်ဘူးကျွန်တော်တို့စိတ်တုန်နေတဲ့အချိန်မျိုးမှာဆိုရင်ကျွန်တော်တို့မိဘရဲ့တကယ်ချင်းတွေကစိတ်တုန်တဲ့အချိန်အရင်စိတ်ကိုငြိမ်အောင်ထိန်းစကားတွေအရန်ရှောက်မပြောနဲ့အမားပါတတ်တယ်အဲ့လိုမျိုးပြောလို့ကကြားဖို့မှာပေါ့ကျွန်တော်တို့စိတ်ခံစားချက်အရန်ပြင်းထန်နေတဲ့အချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ရဲ့ limit brain ကအရန်အလုပ်လုပ်ပြီးတော့ကျိုးချောင်းစီရောဆိုတာတွေးခေါ်တတ်တဲ့ neocortex brain ကအလုံးမလုပ်တော့
အဲကြောင့်မို့ဒီ letting go process ကကျွန်တော်တို့ရဲ့ limbic brain အရင်အလုံးလုံးနေရအောင်ရပ်သွားပြီးတော့ neocortex brain ပြန်ပြီးအလုံးလုံးလောက်အောင်ပြန်ပြီးပေးတဲ့သဘောပါ neocortex brain ပြန်ပြီးအလုံးလုံးတဲ့အချိန်ကျမှကျွန်တော်တို့ကဒီပြဿနာကဘယ်သူကြောင့်ဖြစ်တယ်ဘယ်လိုဖြေရှင်းရမလဲစတဲ့ကြိုးကြောင်းစီကျော်စွာပြန်ပြီးတွေးခေါ်ပြီးတော့ဖြေရှင်းနိုင်မှာဖြစ်ပါတယ်တော့ဆိုရင်တော့အလုပ်ကိစ္စအဆင်မပြေတာတော်များခဲ့လို့ပြောလို့ရတယ်အဲတော့ဆိုလဲဒီပတ်ဝန်းကျင်အခြေအနေကိုပဲပလင်းခဲ့တာနောက်ပြီးတော့အဲ့တော့အရက်တော့ကလပ်သွားဒိုင်းနဲ့ပဲအချိန်ပြုံးပြီးတော့ကြာလာတော့ confidence မရှိတော့ safe စင်ရမရှိတော့ခက်ခဲတာတွေဆိုလည်းမလုပ်ချင်တော့အဲ့ခါလူသိနေတွေ့ရမှလည်းကြောက်လာတယ်အိမ်မှာပဲနေရုပ်ရှင်ကြီးဂိမ်းစော့နဲ့ဒီလိုမျိုးပဲတနေ့ကုန်အချိန်ပြုံးနေတယ်လို့ဖြစ်လာတာဒီစာအုပ်ဖတ်ပြီးဒီတိုင်းကျွန်တော်လုပ်ခဲ့တာကျွန်တော်စိတ်ပုံမှန်ဖြစ်ဖို့ဆိုရင်တလားလောက်ကြာတယ်လို့ပြောလို့ရတယ်ယောဂတော်တော်နဲ့တယ်လို့ပြောလို့ရမလားသူစနာဒီနေ့ကကိုယ်စိတ်ကိုဖြည့်ပေးရုံမဟုတ်ပဲဇက်တိုက်လှုပ်လာတဲ့အခါမှာခက်ခဲလို့လည်းပို့ပြီးရှင်စားရဲလာတယ်ဒါပြောဒီစာအုပ်ကတခြား motivation စာအုပ်တွေလို့risk ယူရတယ်ခက်ခဲဆိုတာရှိမှပဲစူးစမ်းရင်ဖျားတောင်ဖြစ်တယ်အစတွေမစားရဝါမခန်းနေပြောထားတာမဟုတ်ယူရှင်စိတ်ရဲ့အလုပ်လုပ်ပုံကိုပဲအသေးစိတ်ရှင်းပြပေးထားတာအဲ့ဒါတွေအရေးကြီးဆုံးကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ map of consciousness level ဒါမှမဟုတ်ကိုယ့်ရဲ့စိတ် emotion အဆင့်ကိုသိဖို့လိုတယ်ဒီမှာအောက်ဆုံးအဆင့်ဖြစ်တဲ့ shame ကနေအပေါ်ဆုံးအဆင့်ဖြစ်တဲ့ alignment အထိဆိုရင်အားလုံး18ဆင့်ရှိတယ် shame ဆိုရင်စိတ်အခြေအနေထဲမှာအောက်ဆုံးအဆင့်ဖြစ်တယ်လို့သတ်မှတ်လို့ရတယ်ဒီ shame အဆင့်နဲ့ရောက်နေတဲ့သူဆိုရင်ကိုယ့်ကိုတန်ဖိုးမရှိဘူးငါအသုံးမကျတဲ့သူလုံးရင်တော့ဖြစ်မှာမဟုတ်ဘူးဆိုတဲ့စိတ်တွေပဲပေါ်နေလိမ့်မယ်ဆောက်ထဲမှာဆိုလဲဒီစိတ်အခြေအနေတဆင်ချင်းစီကိုအသေးစိတ်ရှင်းပြထားပြီးတော့ဘလို့စိတ်အခြေအနေမျိုးဆိုရင်ဒီစင်နဲ့ရောက်နေလဲဒီလိုစိတ်အခြေအနေမျိုးဆိုရင်ဘာကြောင့်ဖြစ်လာလဲဘလို့စိတ်ကိုဘလို့ပြန်ထားရမလဲစသဖြင့်ကျွန်တော်တို့စိတ်ကိုအသေးစိတ်ရှင်းပြပေးထားတယ်ကျွန်တော်ဆိုလဲဒီစာအုပ်ဖတ်ပြီးတော့မှကိုယ်စိတ်အခြေအနေကဟိုးအောက်ဆုံးရောက်နေဆိုတော့သိတာကျွန်တော်တို့ကဘယ်သူမှတော့ perfect ဖြစ်ချပါဘူးကိုလမ်းကိုရှောက်ကြတယ်မှာခက်ခဲတွေလည်းတွေးမယ်စိတ်ဆရာတွေလည်းပျော်စရာတွေလည်းကြုံမယ်ကိုချစ်တဲ့သူလည်းခွဲခွာရမယ်ဘလို့အခြေအနေမျိုးမဆိုကိုယ်စိတ်ကိုနိုင်တဲ့သူပဲရှင်းတတ်နိုင်မှာခဲလို့ကိုကအလုံးကြောင့်ပဲဖြစ်ဖြစ်လူရှင်းကြောင့်ပဲဖြစ်ဖြစ်ကိုမှုကဝေစီရောက်နေပြီလုံးဝ down နေပြီဆိုရင်ဒီစာအုပ်ကိုဖတ်တင်တယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ဒီစာအုပ်ထဲမှာပြောပြထားတာတွေကပိုပြီးအသေးစိတ်ပြီးကျွန်တော်ရှင်းပြထားလဲအများကြီးပိုကောင်းလို့ပါ။စိတ်ညစ်နေသူတိုင်းဖတ်တဲ့စာအုပ်တော့ကျွန်တော်ထင်ပါတယ်။ဆိုတော့အားလုံးကနောက်ပြီးမှဆုံးကြတာပေါ့